အားလုံးပဲမင်္ဂလာပါရှင်ချက်ကော်ဖီဘလို့ပြင်လဲဆိုတော့ကြည့်ပေးနော်ဘင်္ဂမ်ရဲ့အကြီးဘင်္ဂမ်ရဲ့အနောက်စီကျဲစာအချုံမုံချက်သားမုံထည့်ပါတယ်ပြီးလို့ရှိရင်စီချက်ကော်ဖီထည့်ပါတယ်တာကူမွေးမယ်တခြားလေးမူပါမယ်ဒီစီချက်ကတည်းကကျွန်မကွက်ကိုလောက်ထားတာ ခက်တောင်စကောင်းနေရောပဲနောက်နေ့အားလို့ရှင်တင်ပေးမယ်နော်ဘယ်လိုလုပ်ရလဲဆိုတာကျွန်မဝတ်သားကြော်ထဲရယ်လို့ရှင်ဝတ်ခက်ဆက်ကြော်လိုက်ထဲရယ်ချစ်တမင်းရောကောင်းရင်းစကောင်းနေရောပဲဟိုစားကြည့်နော်